တရင်ကောင်းလေးပေးခြင်းလို့ပါရှင်တရင်ကောင်းလေးပေးခြင်းလို့ပါကျမကိုချစ်ကြတယ်ကျမရဲ့ဒီချစ်တဲ့သူတွေပြီးရင်ကျမရဲ့ဒီပေမှာပေါ့နော်ကျမပေမှာ follower တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျမကိုမေးထားတာလေးတခုရှိပါတယ်အရင်ကအမတင်ထားတာ15သိန်းနဲ့လုပ်လို့ရသေးလားဖျောင်းလုပ်ငန်းတစ်နိုင်တစ်ပိုင်းလေးလုပ်ချင်လို့15သိန်းနဲ့လုပ်လို့ရသေးတာအမကြီးလို့မေးထားတဲ့သူလေးတွေကိုကျမဖြေပေးမယ်နော်အားလေးမဖြေခင်မှာအားလုံးမင်္ဂလာပါရှင်ဘရုံမှာဖျောင်းနိုင်လုပ်ငန်းကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်15သိန်းနဲ့လုပ်လို့ရသေးလားဆိုတော့လုပ်လို့ရပါသေးတယ်ရှင်လုပ်လို့ရပါသေးတယ်ဖျောင်းစည်းတွေလည်းကြတယ်နော်ဒီအချိန်မှာဖျောင်းစည်းတွေကြတယ်တကယ်လို့ဒီအချိန်မှာလုပ်မယ်ဆိုရင်အဆင်ပြေဆုံးအချိန်ပေါ့နော်နောက်တစ်ခုကဒီလိုအချိန်မှစမယ်ဆိုရင်နောက်နေ့သတင်းကျအမီပေါ့နော်ဘာလို့ဆိုဖျောင်းကုန်မာတာလေးကနည်းနည်းကြတယ်လीဖျောင်းကုန်မာတာနည်းနည်းကြတယ်နည်းနည်းကြတာဖြစ်တဲ့အတွက်သတင်းကျအချိန်ကြတော့ဖျောင်းတိုင်ကအများကြီးသုံးတယ်လीနော်လူတိုင်းလိုအိမ်တိုင်းလိုထွန်းကြတယ်ပေါ့နော်ကျမတို့ကသတင်းကျဆိုပေမဲ့ဝါဝင်ပြီးဆိုတာနဲ့ဒီဖျောင်းလုပ်ငန်းကစနေပါပြီရှင်ဖျောင်းလုပ်ငန်းစနေပြီဒါကြောင့်မလို့ဒီလုပ်ငန်းကိုစိတ်ဝင်စားသေးတယ်15သိန်းနဲ့အမပြောသလို15သိန်းနဲ့စလို့ရသေးတယ်15သိန်းနဲ့စလို့ရဆိုတော့တစ်လိုင်းသွားနဲ့နော်နှစ်လိုင်းသွားကိုပြောတာမဟုတ်ပါဘူးရှင်တစ်လိုင်းသွားနဲ့ပါတစ်လိုင်းသွားနဲ့အခုဖျောင်းစည်းတွေနဲ့ဆိုလို့ရှိရင်15သိန်းတောင်မရှိဘူးပေါ့နော်ဒါပေမဲ့တင်တန်းကြီးတော့မပါဘူးပေါ့ရှင်တင်တန်းကြီးတော့မပါဘူးတကယ်လို့ကိုကစိတ်ဝင်စားတယ်ဒီလုပ်ငန်းလေးကအရင်ဒီနည်းနည်းလေးနဲ့လုပ်မယ်ဆိုလို့ရှိရင်ဒါကအရင်အောင်မြင်တဲ့လုပ်ငန်းပေါ့နော်ဒါပေမဲ့အခုရေတွင်းတူအခုရေတောက်လို့တော့မရဘူး咯တစ်နှစ်လောက်နဲ့မအောင်မြင်ပါဘူးရှင်တစ်နှစ်နှစ်နှစ်သုံးနှစ်ပေါ့နော်ကိုယ်နာမည်လေးရသွားတဲ့အချိန်ကြလို့ရှိရင်ဒါအောင်မြင်လာပြီပေါ့နော်အဲ့ဒီအချိန်ကြတော့မှကိုကအရင်ဦးဆုံးဖျောင်းကိုတခုံနဲ့စလုပ်တဲ့လုပ်ငန်းကနေ2ခုဖြစ်လာမယ်3ခုဖြစ်လာမယ်ပေါ့နော်အခုဆိုကျမတင်တန်းသားတွေဆိုလို့ရှိရင်ခုံတွေထမှနေပါပြီရှင်ကျမဒီမှာခုံတွေထမှနေပါပြီကျမဒီမှာခုံတွေလည်းရပါတယ်ရှင်ပြီးတော့လေခုံလုံနေတဲ့သူတွေကလည်းကျမတို့ကိုလာပြီးတော့ချိတ်ဆက်တဲ့လူတွေရှိတယ်ပေါ့နော်တကယ်လို့စိတ်ဝင်စားတယ်ကျမတို့ ਨੇ လုပ်ငန်းလုပ်ဖို့ပူးပေါင်းလုပ်ဖို့ပေါ့နော်ပူးပေါင်းလုပ်တယ်ဆိုတာသူစီမှာရှိတဲ့ဟာနဲ့လိုမျိုးပေါ့နော်ပူပေါင်းပြီးလှုပ်ဖို့ဆန္ဒရှိတယ်ဆိုရင်လည်းကျမတို့ကိုဘရုံမာကိုဆက်သွယ်လို့ရပါတယ်ရှင်ဘရုံမာကိုဆက်သွယ်လို့ရပါတယ်ဆိုတော့လှုပ်ချင်တဲ့ဆန္ဒရှိရင်အခုကဘယ်နှစ်လပိုင်းလဲဆိုတော့17လပိုင်းပေါ့နော်17လပိုင်းကျမတို့ကဝါဝင်ပြီးဆိုတာနဲ့ဖျောင်းလုပ်ငန်းဆက်လုပ်လို့ရပြီနော်ဖျောင်းကုန်ဆောက်မဲ့အချိန်နဲ့စိတ်ဝင်စားတယ်ဆိုရင်အခုတည်းကကြိုတင်ပြီးတော့လှုပ်လို့ရပါပြီကြိုတင်ပြီးတော့လှုပ်ထားကြပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမကိုအမြဲတမ်းချစ်ပြီးအားပေးကြတဲ့တူချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုယ့်အတွက်အကျိုးတစုံတရာရှိရင် like and share လေးပေးကြပါနော်အားလုံးကိုချစ်ပါတယ်ရှင်